စံတဲ့သိန်းကျော်လောက်နဲ့ခီးသွားမယ်ဆိုရင်ငွေဆောင်ပဲသွားလိုက်တော့ငွေဆောင်ကိုဘာချက်ဘလောက်သုံးပြီးတော့သွားလို့ရမှာဒီနေ့ရဲ့ကုန်ကြစရိတ်တွေကိုတစ်ခုပြီးတစ်ခုပြပြမယ်အဲ့လိုခီးသွားဖို့ကလုံးဝပလန်မထားဘဲနဲ့ဖြစ်သွားတာဆိုတော့အဲ့ဒီတစ်ထဲမှာမပါပါ skin care တွေနဲ့ DJI ပဲယူသွားပါတယ်ရွှေကပတန်ရရင်သွားရဆိုတော့တုတ်ခိုင်ကားကအပါဝင်2000လောက်တော့ကျပါတယ်ရန်ကုန်ကနေငွေဆောင်သွားမယ်ဆိုရင်တော့အသွားပြောင်း4000ပါငွေဆောင်သွားရဲ့လမ်းကအကွေးကောက်တွေရမ်းများပြီးတော့လမ်းကလည်းအရန်ကျန်းပါတယ်ပတန်ရနေပြီးတော့ငွေဆောင်သွားတာဆိုတော့ကား2နာရီပဲစီးရပါတယ်ငွေဆောင်သွားမယ်ဆိုရင်ဟိုတယ်တွေကိုလည်းအရင်ဆုံး booking ယူထားဖို့မမေ့ပါနဲ့ရွှေတို့ဆိုရန်နီးမှ booking ယူရတဲ့အတွက်အခန်းကြီးကလုံးဝမရတော့ပါဘူးဒါပေမဲ့ကံကောင်းချင်တော့ဒါဗီလာလေးရရတဲ့အတွက်အဲ့မှာပဲတိတ်ခဲ့ပါတယ်ဒီဗီလာကကျတော့ကန်းချင်နေတဲ့တော်တော်ဝေးပါတယ်ကန်းချင်ကိုတော့ကိုသွားချင်တဲ့အချိန်တိုင်းအိုးဝင်နဲ့လိုက်ပို့ပေးပါတယ်။အားမှာတော့ extra bag ထိုးပြီးတော့3ယောက်နေခဲ့တာပါ။မနက်စာအပါအဝင်တစ်ယောက်ကို4000ခွဲပဲကြားခဲ့ပါတယ်။ရောက်ချင်းနေ့လေစာတော့ရွှေတို့ငွေဆောင်ရဲ့ဈေးထဲမှာသွားစားခဲ့ပါတယ်။ငွေဆောင်ဈေးထဲမှာဆိုရင်စားတောက်ဆိုင်တွေကလုံးဝအများကြီးမှအများကြီးပဲ။အင်ကြီးဆိုင်တွေရောပကနီဆိုင်တွေရောအများကြီးပဲ။စားပြီးတော့ပြီးတော့ဒီဆိုင်မှာလာဝယ်မှာပါ။ရွှေတို့အဲ့မြို့မဈေးတွေကပဲလူတွေအရန်များနေတဲ့ဆိုင်ကိုယူလိုက်တာပါ။ရွှေတို့ဆိုင်ရွေးတာမှားသွားတယ်ပေါ့နော်။ဒီဆိုင်ကစားလို့သိမကောင်းပါဘူး။သူ့ဆိုင်ကဝတ်သားရေဆိုရင်လည်းအရန်မှာပါတယ်။ဈေးကတော့အရန်မကြီးပါဘူး။အဝါစားအောင်မှာ9000ပဲကျပါတယ်။သူကအရန်ဟင်းနေလဲနောက်တော့9ပွဲလောက်ပါပါသေးတယ်ပလဲဆိုင်နဲ့စားမယ်ဆိုရင်တပွဲကို1000ဝယ်ကြပါတယ်အခုပြောပြအောင်မယ်ကွာရွှေကိုကြည့်ရတမျိုးကြီးဖြစ်နေရမလားရှေ့ရစမိတ်ကလေကိုဘာသာကိုညှက်ချလိုက်တယ်အဲ့လိုမျိုးတိုးနေနိုင်ဖြစ်သွားထပ်ပြီးတော့လေကားစီးရလည်းအရန်ပင်မှန်တယ်မျက်နှာရည်ဆိုရင်နီလောင်တော်တော်ကြီးစောစောပြက်ဖြစ်နေပါတယ်ဒီဆောင်မှာတော်တော်ပျော်ခဲ့ရဒါပေမဲ့အသားတွေရောလုံးဝမစ်သေးရောသူကလေ sunscreen တွေပါတယ်လုံးဝမနိုင်ပါစားပြီးတောက်ပြီးတော့ရွှေရအဲ့ဒီထဲမှာမပါလာဘူးဆိုဒီဆောင်မှာဝတ်ဖို့အတွက်ဘီကနီလေးလိုက်ကြည့်ပါတယ်ဘီကနီဆိုင်ရတာများတာကွာဈေးကတစ်ခုနဲ့တစ်ခုကလုံးဝမတူအခုကောင်းတာကဆိုင်တွေကအများကြီးဆိုတော့ကိုကြိုက်လို့ဆန်းဝတ်လို့ရတိုက်တဲ့ပုံစံတွေအများကြီးလည်းရွေးလို့ရပါတယ်။ဆောင်သွားမယ်ဆိုရင်အင်ကြီးတွေပါရွေးမနေနဲ့။ဝေဆောင်မှာလည်းဆိုင်တွေအများကြီးရှိပါတယ်။ဒါလေးကိုရွှေဆန်းဝင်းချင်နဲ့အရန်ကြိုက်သွားတော့ဒီဟာလေးပဲဝယ်လာခဲ့ပါတယ်။နောက်ပြီးတော့ရွှေတို့ဒီဆိုင်ကနေနောက်ထပ်ခေါင်းဝင်တစ်ထည်လေးဝယ်လာပါသေးတယ်။ဈေးကတော့9000ကျော်8000လောက်တော့ကျသွားပါတယ်။ဒီထဲမှာရွှေတို့ဟိုကြည့်တီကြီးနဲ့မုတ်တီပါရဝယ်ခဲ့ပါတယ်။ဖိုက်စားလားဖိစားပါလော်ရဲမှာတကယ်ကိုစိုးစိုးပြပြဖြစ်နေရပါခုတော့ဟိုတယ်မှာခဏအောင်နားလိုက်ပါအောင်မယ်ညနေကျလို့ရှင်တော့ရေရဲဆင်းပါမယ်ရှင်အဲ့မှာရွှေတို့ကန်းချီကိုရဲရောက်ချင်းမဲ့အင်ကြီးဝယ်စားရဲဝယ်ပြီးတော့တန်းကိုရေရဲဆင်းပါတယ်ကန်းချီကညနေဆောင်ဆိုရင်လူများလာမှာဆိုလို့ညနေ4နာရီလောက်ခရီးစပြီးတော့ဆင်းပါတယ်ငယ်လေးတဲ့ရေမြင်လုံးဝမနေနိုင်အောင်ဆော့လိုက်ရမှာပုံရိုက်ဖို့မေ့ပြီးတော့အမှရေထဲကိုတန်းဆင်းသွားပါတယ်ကန်းချီရောက်ရင် trend နေ join မယ်ပုံလာလေးအများကြီးရိုက်မယ်ဆိုပြီးစဉ်းစားထားတာပေါ့နော်စိတ်ကူကလုံးဝဒီရောက်တော့ပြတ်သွားပါဖုန်းထဲမှာ trend နေ join ဖို့စိတ်ထားတာလည်းအများကြီးပဲတခုမှမ join လိုက်ရအောင်ကန်းချီမှာပတ်ပြေးနေဟိုပြေးလိုက်ဒီပြေးလိုက်နေတော်တော်ပျော်ခဲ့ပါတယ်တော်သေးတာတကူက video edit လုပ်ဖို့အတွက် video လေးရိုက်ထားတာရှိနေလို့ပဲဒီဟာကြီးကဘာကြီးလဲမသိဘူးကန်းချီမှာရေနဲ့မျောလာကွာဒီဟာတွေကိုသိရင်လည်းဖြည့်ပေးခဲ့ပါအောင်နော်ရွှေမသိလို့ပါဒါတော့ရွှေတို့နဲ့တူတူသွားတဲ့အဖွဲ့ပါလူတွေကအများကြီးပဲအားလုံးတူတူ speed boat စီးကြပါတယ်အရန်ပျော်ဖို့ကောင်းလို့လှိုင်းနေတာတအားခုံသူကတပုတ်ရိုက်ချင်တဲ့သူတွေအတွက်ပင်လယ်ထဲမှာလည်းခဏနားပေးပါတယ်ဒါကြီးနဲ့လေပင်လယ်ထဲကိုလှိုင်းစီးတာအရန်မိုက်ပဲငွေဆောင်ကလေလှိုင်းနေတဲ့တော်တော်ကြီးရည်သီလားလှိုင်းစီးပြီးပြန်လာရေအကြာကြီးဆော့ပြီးတော့အမှခဏနေကြတော့တော်လိုက်ပါရွှေတို့ရေပေါ်တက်လာတဲ့အချိန်က6နာရီလောက်ထိုးသွားပါပြီအင်ကြီးတွေပါလေပြီးတော့ညစာသွားစားပါတယ်ညစာကိုတော့ငွေဆောင်ကျောင်းသားကအာယုံဦးဆိုတဲ့ဆိုင်မှာစားခဲ့ပါဒီဆိုင်မှာအဝါစားကိုမှ6000 9000ပဲရှိရဈေးကလည်းအရန်တန်အရသာလည်းအရန်ကောင်းတယ်ပေါ့နော်ဒီဆိုင်ကိုရွေးတာတော့တကယ်မှန်ပါပင်လေဆိုင်နဲ့စားတာကိုမှအဝါစားကို6000 9000ပဲရှိဟင်းတွေကိုလည်းထည့်ပေးတာများပါတယ်ရွှေရဘိုက်စာစားနဲ့စားလိုက်တာစားပြီးတော့တဝက်ကြံမှာဗီဒီယိုရိုက်ဖြစ်တာပါအခုမှဟင်းတွေကိုလိုက်ပြနေဘိုက်ထဲကိုတဝက်လောက်ဝင်သွားပါပြီအဲ့မှာစားပြီးတော့ရွှေတို့လမ်းလျှောက်ပြီးတော့ငွေဆောင်နိုင်မာကတ်ကိုသွားပါတယ်နိုင်မာကတ်မှာလူတွေကအများကြီးပဲအရန်စီဆက်စဝင်ချင်းပေါက်နာမှာရှိပဲတီးဆွဲဆိုင်တွေကအမီးတွေ share ကျွေးရအဲ့မှာအမီးတွေလည်းဆိုင်ညဘက်ဘိုက်ဆိုင်ထပ်စားဖို့အတွက်မုတ်တွေလည်းဝယ်ခဲ့ပါတယ်ငွေဆောင်နိုင်မာကတ်ကတော်ဆုံးတယ်စားတောက်တွေဆိုရင်လည်းအဲ့မှာအများကြီးပဲရှိပင်လယ်စာထောင်းတွေရောရေပွဲအကြီးတွေရောအဲ့မှာအများကြီးရှိခုလိုမျိုးလက်ဆောင်ပစ္စည်းဆိုင်လေးလည်းရှိပါတယ်ညဘက်လောက်ကျတော့ကန်းချစ်ဘက်ကိုသွားပြီးတော့လမ်းလျှောက်ပါတယ်ဒီလေးကအေးလေးနဲ့ကွာလမ်းလျှောက်ကတော်မိုက်တယ်အချောင်းရင်းနဲ့ပစွန်ကင်ရောင်းနေအန်ဒီတို့လိုအဲ့ပစွန်ကင်လည်းအားပေးခဲ့ပါတယ်လမ်းအကြာကြီးလျှောက်ခဲ့တာဆိုတော်တော်လေးမောနေပါခဏနေလောက်ကျတော့မုတ်တွေပါစားပြီးအိတ်လိုက်ပါတယ်မော်နီခုတော့မနက်စောစီးထားပြီးတော့မနက်စာသွားစားပါမယ်မနက်စာဘူဖေးဆိုလို့အားသက်တရောသွားကြည့်ရတဲ့စံကျော်နဲ့ထမင်းကျော်ပဲပါပါတယ်ဒါပေမဲ့လည်းအခုလိုစနေစုစုလေးကိုကြည်စားရတော့ပို့ပြီးတော့စားဝင်တာပေါ့နှမျိုးရဲဆိုပေမဲ့လည်းကျန်တဲ့ကျော်ထမင်းကျော်စားလို့ရန်ကောင်းပါတယ်ရွှေမစားခင်အားလုံးပဲစားကြပါအောင်ရှင်စားတဲ့ပုံကရုပ်ဆိုးနေလို့အဖက်လေးနဲ့ထည့်မယ်နော်ဒီအဖက်ကိုရွှေတအားကြိုက်နေတာမနက်စာစားပြီးတော့ဒီမှာရှောက်ပတ်ကြည့်မယ်ပေါ့နော်သူ့မှာကရေကူးကန်လေးပါတယ်ပေါ့နော်ရွှေရောက်ရေမကူးခဲ့ရပါဘူးနောက်တစ်ခါလာလို့ရှိရင်တော့ရေကူးမှာပါမနက်ပိုင်းပဲပြညနေပိုင်းပဲပြလမ်းလျှောက်ဖို့တော့ချမ်းလုံးဝအကျယ်ကြီးပဲကန်းချီဘက်မှာခီးယူကောက်ဖို့တော့စိတ်ကူးလေးပေါ်လာလို့ကန်းချီဘောက်ထပ်သွားပါတယ်တစ်ချက်ပုံလေးတပုံနှစ်ပုံလောက်ရိုက်ပြီးတော့ရေထဲကိုပြန်ဆင်းသွားပါတယ်
ရေမြင်လို့ရှိရင်အဲ့လိုမျိုးမစိုးရပဲတောင်မနေနိုင်အခုမနက်ပိုင်းရေထဲဆင်းဖို့စိတ်ကူးမရှိဘူးဆိုတော့ရေထဲကမဆင်းပါဘူးဒါပေမဲ့ကန်းဆက်မှာတော့ဟိုဆက်ဆက်ဒီဆက်ဆက်တော့ဆောက်ခဲ့ပါတယ်တိုင်းတန်ဒီဘလောက်နားထောင်လို့ကောင်းလဲအမှရွှေအတန်လေးထည့်ထားတယ်ဒါအားနဲ့ကင်းကိုက်နေရလားလို့မထင်နဲ့တော့အမရေနဲ့စော့နေရမနက်ပိုင်းနေဆိုရင်လေကန်းဆက်မှာလူကလည်းတော်တော်ရှင်းတယ်ဒါပေမဲ့ကွာအစင်လေးတွေကအဲ့ဒီအချိန်မှထွက်တာမျက်စိလေးရောအစာကျွင်းနဲ့လမ်းလျှော့တနားရီလောက်ကြာသွားပါတယ်ရွှေနဲ့လမ်းတူတူလျှောက်လာတဲ့သူတွေကဘယ်နားမှာကြံရိပ်လို့ကြံငယ်မှန်းအောင်မသိတော့နောက်ဆုံးတော့ရွှေသွားချင်တဲ့နေရာလေးကိုရောက်ပါပြီအမှန်ဆိုရင်ကွာဆိုင်ရကယ်နဲ့သွားလို့ရှိရင်နီးကိုယ့်ဘက်သားကိုရှည်ပြီးတော့လျှောက်ရတော်တော်ပင်ပန်းသွားတယ်ကန်းချီရောက်လို့ရှိရင်အုံးရင်ကတော့မဖြစ်မနေတောက်အောင်ပါဆိုအုံးရင်လေးပါတောက်အဲ့ဆိုင်ကကောင်မလေးကိုပဲဓပုံလေးပါရိုက်ခိုင်းလိုက်ပါတယ်ဒီကြောက်ဆောင်လေးရှိရဲ့ဘက်ကတော်တော်လှငွေဆောင်ရောက်လို့ရှိရင်ဒီနေရာလေးရောမဖြစ်မနေသွားခင်နော်ရွှေဆိုရင်ပြန်မို့ချင်လာတဲ့နီးနေရောဗီဒီယိုလေးကိုချာမြိုက်ခဲ့အောင်အိမ်ပြန်ရအောင်မှာဆိုတော့ရွှေရဲ့ငွေဆောင် plot လေးကတော့တော့ပဲနော်ဘိုင်ဘိုင်